အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ AG Horror Room Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ဒီတစ်ပတ်မှာကျွန်တော်တင်ဆက်ပေးခြင်းတဲ့ဇာတ်ကားကတော့ Ghost House လို့ခေါ်တဲ့ဒီထိုင်းပြေးကားရဲ့တကားပေါ့နော်အဲ့ကားလေးကိုကျွန်တော်တင်ပြပေးတော့မှာပဲဒီကားလေးအကြောင်းမပြောခင်မှာကျွန်တော်တို့ဒီ Ghost House ဆိုတဲ့အိမ်လေးရဲ့အကြောင်းကိုကျွန်တော်စတင်ပြီးတော့ပြောပြပေးတော့မှာပဲခင်ဗျဒီ Ghost House ဆိုတာကဒီထိုင်းနိုင်ငံရဲ့အမြင်အရဆိုရင် San Fran Phong လို့ခေါ်တယ်ပေါ့နော်ဆိုတော့သူ့ကိုတိဆောက်ရတဲ့ nematic ရေးချက်ကတော့ဒါကျွန်တော်တို့ဒီငိုဝေးတဲ့အခါမှာအင်ငိုဝေးတဲ့ဟိုဟာခြံကိုဝေးတဲ့အခါမှာကျွန်တော်တို့ကဒီအိတ်ခြံမှာရှိတဲ့ဒီမြေဆောင်နှန်းတို့ဒီဝိညာဉ်တို့နာနာဘွားတို့အတွက်သူတို့ကနေတိုင်းဖို့အတွက်ရေပြီးတော့သူတို့ကဆောက်တာပေါ့နော်ဆိုတော့အဲ့လိုမျိုးသူတို့ဆောက်တဲ့ဒီသူတို့ရဲ့အယူဆဘယ်လိုလဲဆိုတော့အဲ့သူတို့ဆောက်ထားတဲ့ဒီ San Fran Phong ဆိုတဲ့အိမ်လေးမှာဟိုဟာ net တွေဝိညာဉ်တွေအိမ်ဆောင်တဲ့တွေကပြောရှင်နေထိုင်အောင်ရှိရင်ဒါဟိုဟာအဲ့ဒီအိမ်မှာနေထိုင်တဲ့အိမ်ပိုင်ခြင်းတွေကကျမ်းမာရေးလူမှုရေးစီးပွားရေးတွေတိုးတက်မယ်ကောင်းမွန်မယ်အဆင်ပြေမယ်ပေါ့နော်ဆိုတော့နံပါတ်1ကသူတို့ရဲ့တည်နေရာနဲ့ပုံစံဗျအဲ့ဒီnet ကွန်လေးကိုဆောက်ရတဲ့တည်နေရာကဒါအိမ်ရဲ့ဒါသူတို့အဓိကပင်မအိမ်ကြီးရဲ့အရိပ်ကိုမကြောက်ဘူးဆိုတော့ပြီးတစ်ပင်အကြီးရဲ့ရှိရဲ့အောက်မှာတော့မလွတ်ရဘူးပေါ့နော်ဆိုတော့အရိပ်အဓိကတော့အရိပ်မကြောက်ဘူးပေါ့နော်အဲ့လိုမျိုးသူတို့ကရှိရဲ့သူတို့ရဲ့ပုံမှန်တဲ့နိုင်ငံကတော့သူတို့ကသူတို့ကဘယ်လိုလဲမျိုးလဲဆိုတော့ကျွန်တော်တို့ဒီတိုင်တိုင်းရှိရမလို့အုတ်တိုင်ပဲထားပါတော့အုတ်တိုင်အပေါ်မှာသူတို့ကတစ်သားနဲ့ဆောက်ထားတဲ့ဒီနက်ကွမ်းပုံစံပေါ့နော်သူတို့ကိုဆောက်တဲ့ပုံစံမှာဘယ်လိုရှိလဲဆိုတော့နန်းတော်ပုံစံမျိုးဒီခေါင်မိုးချွန်လေးပေါ့ကွာအဲ့လိုမျိုးလေးဆောက်ရတယ်အယောင်အနေနဲ့ပြောရမယ်ဆိုရင်သူတို့ကရွှေရောင်တို့ဒါအဖြူရောင်တို့ပေါ့နော်အနီရောင်ဆိုလေအယောင်တောက်တို့အဲ့လိုပုံစံမျိုးလေးတွေကိုသူတို့ကအဓိကထားပြီးတော့သူတို့ဆောက်ကြတယ်ပေါ့နော်ဆိုတော့ပူဇော်ပတ်သားတဲ့နေရာမှာလည်းသူတို့ကဒီကျွန်တော်ဒီပုံမှန်နှက်ကွမ်းတွေမှာသူတို့ဆက်တာတဲ့ပုံစံလေးပေါ့နော်ဂျင်းမီဒီပန်းအသီးနဲ့ဆန်တွေပါတယ်နဲ့ပူဇော်ပတ်သားလည်းရှိပါတယ်ဗျဆိုတော့ဒီရင်ချင်းမိုးကတော့ထိုင်းနိုင်ငံမှာဘယ်လိုမျိုးဖြစ်ပေါ်လာလဲဆိုတော့ဒါထိုင်းနိုင်ငံမှာအဓိကနေထိုင်ကြတဲ့ဒီဗုဒ္ဓဘာသာတွေဟိန္ဒူဘာသာတွေနဲ့ကိုးကွယ်တာတွေဆိုတော့ရှားတဲ့တော့ဝိညာဉ်တွေကိုကိုးကွယ်လူတွေအကုန်လုံးရဲ့ရောနှောပြီးတော့သူတို့ပေါင်းဆက်ထားတဲ့ဒါရွာရင်ချင်းမှုလေးတစ်ခုဖြစ်တယ်ပေါ့နော်ဆိုတော့ဒီရွာအိမ်လေးတွေအကြောင်းကိုအသေးစိတ်ပြောရမယ်ဆိုလို့ရှိရင်ဗျာသူတို့အိမ်တွေမှာနေထိုင်တဲ့အဓိကnet ပြ6ပါးရှိတယ်ဒါပေမဲ့အိမ်ထဲမှာအရေးကြီးဆုံးနှစ်ပါးကတော့ Fra Function Time ခေါ်တဲ့ဒါဒေတာအခေါ်ပေါ့နော်ဒါမြေဆောင်နဲ့ဖြစ်ပြီးတော့နောက်တစ်မျိုးကတော့ Fraction Mocom ဆိုတဲ့ဒါအောင်မြင်ခြင်းနဲ့ Baking ခြင်းကိုယူဆောင်ပေးတဲ့net ပြလို့ယုံကြည်ရပါတယ်ဗျအဲ့ net ပြနှစ်ပါးကိုအဓိကအနေနဲ့သူတို့ထားပြီးကိုးဝေးကြပါတယ်ဆိုတော့သူတို့စောနာကျွန်တော်ပြောတဲ့ဒီပူဇော်ပတ်သားတဲ့နေရာမှာပူဇော်ပတ်တဲ့နေရာမှာကျွန်တော်တို့ကအရေတွေကက်ဖြော်ရည်တွေပါကက်လို့ရှိရင်ကအနီရောင်အရေတွေကက်ရတယ်ပေါ့နော်အနီရောင်ရှိရဲ့အရေဆိုတော့ဘာကြောင့်အဲ့လိုအနီရောင်ရှိရဲ့အရေကက်ရလဲဆိုတော့အနီရောင်ကသွေးဒါမှမဟုတ်လို့ရှိရင်အသက်ကိုကိုစားပြုရဲ့အယောင်ပြီးတော့ဝိညာဉ်တွေတစေပြေးတွေကြိုက်တဲ့အယောင်လို့သူတို့ယုံကြည်ရလို့ဖြစ်ပါတယ်ဗျဆိုတော့နောက်တစ်ခုကအဝါရောင်ပန်းစီအဝါရောင်ပန်းကဘာလို့ကက်ရလဲဆိုတော့ဒီအဝါရောင်ဆိုတဲ့ပန်းကုန်းရဲ့ဒီရေဆက်ကရွှေကိုကိုစားပြုတွေပေါ့နော်ရွှေကိုကိုစားပြုတဲ့အရာကဒါစီဘောဥစ္စာတိုးတက်တယ်လို့သူတို့ကယုံကြည်ရလို့သူတို့အဲ့လိုမျိုးအဝါရောင်ပန်းကုန်းကိုကက်ကြတာဖြစ်ပါတယ်ဒါစီမီခွက်နဲ့ဖျောင်းနိုင်စီမီခွက်နဲ့ဖျောင်းနိုင်ကဘာကိုရင်ညွှန်းလဲဆိုတော့ဉာဏ်ပညာနဲ့အလင်းရောင်ကိုကိုစားပြုတွေတို့ယုံကြည်ကြတဲ့အတွက်သူတို့စီမီခွက်နဲ့ဖျောင်းနိုင်ကိုသူတို့ပူဇော်ကြတာဖြစ်ပါတယ်အမွေးတိုင်ကကြတော့ဒါလူသားကဘာနဲ့သူတို့ကဝိညာဉ်ကဘာပေါ့နော်နတ်ဖျားတွေကဘာကိုဆက်သွယ်ပေးတယ်တရားလို့သူတို့ယုံကြည်ကြတဲ့အတွက်သူတို့အမွေးတိုင်ထွန်းကြပါတယ်ဆိုတော့ဒီအိမ်လေးကဒီလိုမျိုးဆောက်တဲ့အိမ်လေးတွေကိုသူတို့ကယုံကြည်တတ်မှုတွေလည်းရှိရတယ်ယုံကြည်ရှိရတယ်စော်ကားဒါတို့ဒါမထီမဲ့မြင်ပြူတာတို့မယုံကြည်တာတို့လို့တော့လုံးဝမရပါဘူးလေဗျဟုတ်ကဲ့ဆိုတော့စောနာကကျွန်တော်တို့ပြောတဲ့ဇကားလေးအကြောင်းကိုထိုင်းသေးကားလေးအကြောင်းကိုပြန်စလိုက်အောင်ဗျ2020ခုမှာရိုက်ထားတဲ့ဒီ Ghost House ဆိုတဲ့ထိုင်းသေးကားလေးပါထိုင်းသေးကားလေးအစမှာဘယ်လိုအစပြုထားလဲဆိုတော့ Jim နဲ့ Julia ဖြစ်တဲ့ဂျူလီယာလို့ခေါ်တဲ့ American လူမျိုးစုံတွေကထိုင်းနိုင်ငံကိုပထမဆုံးအနေနဲ့အလေးပြက်ခီးရောက်ရှိလာပါတယ်သူတို့အိမ်မှာသူတို့ကိုဂိုက်လုပ်ပေးမယ်ထိုင်းလူမျိုးလေးဖြစ်တဲ့ဂိုနဲ့သူတို့စတင်ရင်းနှီးပြီးတော့အဲ့ဂိုထားပေးတဲ့ဟိုတင်မှာပဲသူတို့နေကြတယ်ပေါ့နော်သူတို့အဲ့လိုနေကြရင်းနဲ့သူတို့အကြောင်းပြောရမယ်ဆိုလို့ရှိရင်ဂျင်ကဂျူလီယာကိုတော်တော်ချစ်ပုံရတယ်မြန်နော်တော်တော်ချစ်တယ်အရေးကြီးနဲ့ချိန်လုံးတွဲနေရတယ်မှာအေးလို့ကြည်ပြီးတော့စောက်ရှောက်လေးရှိတယ်ပေါ့နော်ဂျူလီယာဘက်ကကြည့်တော့ဂျူလီယာကလည်းပျော်တယ်ပေါ့နော်သူချစ်တဲ့ပထမဆုံးချိန်ဒီလိုခီးထွက်လာတယ်ဆိုတော့သူတို့ပျော်တယ်
ဂျူလီယာကင်မရာကြီးတစ်လုံးနဲ့ပေါ့နော်သူကဓာတ်ပုံရိုက်တာဝါသနာပါတယ်ဓာတ်ပုံရိုက်တာဝါသနာပါသူကဓာတ်ပုံရိုက်တယ်ပေါ့နော်ထိုင်းနိုင်ငံမှာမြင်ရတဲ့ဒီတခြားသောစိတ်ဝင်စားကြတွေကိုကိုမေးတယ်ဘယ်နာမှာပါလေးတွေရှိလဲရိုက်မယ်ပေါ့နော်သူမှအတိအကျစိတ်ဝင်စားတာကတော့ကျွန်တော်စောကပြောတယ်ကို6လေးကိုတော်တော်စိတ်ဝင်စားတယ်ဘလို့အသိပင်နဲ့ထားရတာလေးလေသူကကိုမေးတယ်ဆိုတော့အဲ့လိုမျိုးသူတို့တွေနေနေတနေ့မှာဒီဂျင်ကနေပြီးတော့ကော်ပီကျန်ဆယ်မှာဂျူလီယာကိုလက်ထက်ခွန်တောင်းတယ်ပေါ့နော်ဆိုတော့အိမ်နေ့ကသူတို့ရဲ့အပျော်ဆုံးနေ့လေးတစ်နေ့ဖြစ်တယ်အိမ်နေ့မှာပဲသူတို့ဟိုတယ်မှာပဲတင်းနေတဲ့ဒီဗြိတိရှလူမျိုးနှစ်ယောက်ဖြစ်တဲ့ရီနိုနဲ့ရောဘတ်ပေါ့နော်သူတို့နှစ်ယောက်နဲ့တွေ့တယ်သူတို့နှစ်ယောက်နဲ့တွေ့ပြီးတော့သူတို့နှစ်ယောက်ကိုအဲ့လိုပြောပြတယ်ပေါ့နော်ဒါငါတို့လက်ထက်တို့လက်ခံလိုက်တဲ့အတွက်ဒီနေ့သူတို့နှစ်ယောက်ပျော်နေကြတဲ့အကြောင်းကိုဂျင်ကပြောတယ်ဆိုတော့သူတို့နှစ်ယောက်ကဟာဒါဆိုဒါပျော်စရာကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်တဲ့အတွက်ဒီနေ့ပါတီလေးတစ်ခုကျင်းပရအောင်သူတို့နဲ့သူနိုင်အောင်ထွက်ဖို့ဂျူလီယာနဲ့ဂျင်ကိုသူတို့ဆွဲဆောင်ပါတယ်ဆွေးဆောင်ပြီးတော့အိမ်နေညမှာသူတို့အိမ်နေမနက်မှာသူတို့ကကိုနဲ့ချိန်ထားတာကိုသူတို့မတော်ဖြစ်လိုက်ဘူးရောဘတ်နဲ့ရီနိုခေါ်တဲ့နောက်ကိုသူတို့လိုက်တော့ပြီးတော့ဒီ6လေးတဲ့အကြောင်းကိုသူတို့တော်ပြီးတော့ကြည့်မယ်ပေါ့နော်ဒါပေမဲ့သူတို့မသိတာအိမ်နေရာကဒီကျွန်တော်စောနာပြောတယ်6တွေအိမ်တွေမှာမလိုအပ်တော့တဲ့6တွေကိုဖျက်ဆီးလို့မရဘူးဖျက်ဆီးပြလိုက်ဒီတိုင်းဖျက်ဆီးပြလိုက်လို့မရတဲ့အတွက်သူတို့မှအဲ့လိုတင်းချိုင်းရှိတယ်တင်းချိုင်းဆိုတာအဲ့လိုအိမ်တွေကစွန့်ပစ်လိုက်တယ်မလိုတော့လို့ဟောင်းနှမ်းလို့အတောင်းပြစွန့်ပစ်လိုက်တဲ့ဒီ6လေးတွေကိုတေးအိမ်လေးတွေကိုသူတို့ကအိမ်သားမှာစုပြီးထားကြတယ်ပေါ့နော်တင်းချိုင်းလေးမျိုးဒါ6တင်းချိုင်းလေးမျိုးသူတို့ကထားကြတယ်ဆိုတော့အဲ့လိုနေရာမျိုးဖြစ်တယ်ဗျဆိုတော့အဲ့နေရာမှာလည်းအဲ့လိုဒီလိုသူတို့ထိုင်းလူမျိုးတွေယုံကြည်ရတဲ့ဒီအဲ့နေရာကိုစောင့်ရှောက်တယ်အဲ့ဒီ6တင်းချိုင်းကိုစောင့်ရှောက်တဲ့အဆောင်ရှောက်ကတော်တော်ကျန်းနေပေါ့နော်ဆိုတော့အဲ့လိုမျိုးတယောက်ကလည်းအဲ့လိုတရေတကောင်ကလည်းရှိရဆိုတော့အဲ့ဒီနေရာမှာသူတို့ဘယ်လိုလဲဆက်ဖြစ်ကြမလဲဟုတ်နော်ဆိုတော့ဂျူလီယာနဲ့ဂျင်ကရောဘာဖြစ်မလဲရောဘတ်တို့ရီနိုတို့ကရောသူတို့ကိုဘယ်လိုမျိုးအရွေးဆက်နဲ့သူတို့ဒီနေရာကိုခေါ်လာခဲ့တာလဲသူတို့ဘာတွေရင်ဆိုင်ရမလဲဘာတွေကိုဖြည့်ရှင်းရမလဲဆိုတာကိုဇန်နလေးကိုအဆုံးလေးကြည့်ပြီးဖို့ကျွန်တော်ကဒီကားလေးကိုညွှန်းပေးခြင်းပါလေဗျဟုတ်ကဲ့ကျွန်တော်ရဲ့ဒီအခုပြောသွားတဲ့ဇာတ်ကားနဲ့ပတ်သက်ပြီးတော့ဝေဖန်အကြံပြုချင်တာများရှိရင်လည်းကျွန်တော်ရဲ့မှန်လေးမှာလာရောက်ရေးသားလို့ရပါတယ် like and subscribe လုပ်ဖို့လည်းမမေ့ကြပါနဲ့ဗျဟုတ်ကဲ့အားလုံးပဲကျေးဇူးတင်ပါလို့ပြောကြရင်နောက်ဗီဒီယိုလေးကိုဖတ်နေမှာလည်းဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ